မျက်နှာလည်းမကောင်းပါလားအန်တီနူရဲ့ဈေးထဲမှာတစ်ခုခုဖြစ်လာလို့လား ဟိုနုနုသတင်းတစ်ခုကြားလာလို့သတင်းကောင်းတော့မဟုတ်ဘူးထိုင်းအမေဒီနေ့ပဲအိမ်ကထွက်သွားတယ်တဲ့ ရှမ်းအမေအိမ်ကထွက်သွားတယ် ဒါလည်းမကသေးဘူးအညိုးကထိုင်းအမေကိုလိုက်ရှာရင်းနဲ့လမ်းမှာကားတိုက်ခံလိုက်ရတယ်တဲ့ ဒုက္ခပါပဲအညို့မှာကိုဝင်နဲ့ဒါဆိုအညို့ကစိတ်ယုံပါလားယင် အဲ့ဒါတော့နုနုမသိဘူး ခလေးဘာမှမဖြစ်သိကောင်းပါပဲအမေရောအချိန်နေဘယ်လိုလဲယင် ဟိုနုနုကြားတာတော့မတ်ရင်မေကဘာမှမဖြစ်ပါဘူးဒါပေမဲ့စိတ်တော့မမှန်တော့ဘူးလို့ပြောနေတယ်တစ်စေးလုံးလည်းအဲ့အကြောင်းလေးပဲပြောနေကြတယ်ဟိုမတ်ရင်မေကနေမကောင်းလားဟုတ်လား ထားနဲ့တွေ့တော့အမေကအဲ့လိုမဖြစ်ပါဘူးအမေထားသွားခြင်းကောင်းမှထင်တယ် ဟုတ်ဒီနေ့တော့မသွားပါနဲ့ထားရဲ့ထားကိုကလည်းသွေးပူနေပြီလှုပ်ရှုပ်နေမှာပြီးတော့အညို့ကလည်းထားလာရင်သဘောကျမှာမဟုတ်ဘူးလေအချိန်လေးစောင့်ကြည့်ပြီးမှပဲမနက်ဖြန်ကျမှသွားတာပိုကောင်းနိုင်မယ်တော့ကြာထားသွားတော့မှပြဿနာတွေပိုရှုပ်ကုန်မကောင်းလေ တနေ့အိတ်ချောင်းကြီးစဉ်းစားရတာအရင်မှန်တာပဲအန်တီနူရဲ့ထားအမေကိုလည်းစိတ်ကူတယ် ကဲလာပါသမီးရဲ့အထဲဝင်ကြအောင်နော်လာ ကို မိတာဘလို့ရလာထိုင်လေနေတရင်ကြလို့ရောက်လာတယ် ဟုတ်တယ်ကိုထားမနေ့တည်းကသတင်းကြားကြရလားမလို့ပဲကိုတို့အနှောက်အယှက်ဖြစ်မှာဆိုလို့မလာတော့တာအညို့ရောအဆင်ပြေရဲ့လား အနည်းတော့ဆင်ပြေပါရဲ့ဟာဒါမဲ့ကလေးရတော့ပြတ်ကျသွားတယ်စင်မကောင်းမဖြစ်ပါနဲ့မိတာလေအားလို့လေကလေးရဖို့ကမပါသေးလို့နဲ့တူပါတယ်ကူကလည်းအညို့ကျူးဆိုင်ကိုလိုသွားတာ အမေရောဘယ်လိုနေသေးလဲအမေနောက်လာရင်အညို့ဖြစ်သွားတာဆိုတော့အမေရောအဆင်ပြေရဲ့လား အမေလည်းတော်တော်စိတ်ထိခိုက်သွားတယ်ဟာအဲ့ကိစ္စဖြစ်ပြီးတဲ့အခန်းပြောင်တိတ်မထွက်တော့ဟိုတခါလေကြလို့ရှင်လဲစိတ်ကြောင်တခြားဖြစ်ပြီးတော့သူတယောက်ပဲပြောချင်ရတယ်ပြောနေတာငါလည်းဘာလို့လို့မသိတော့ဘူး အမေကဘယ်လိုဖြစ်လို့အဲ့လိုဖြစ်သွားတာလဲကိုရဲ့ထားနောက်ဆုံးတစ်ခေါက်လာတော့တော့အများကြီးပိုကောင်းလာတယ်မဟုတ်ဘူးလားအမေနဲ့အညိုနဲ့ရောအဆင်ပြေရဲ့လား မိသားအညူကဟိုတခါလေကြလို့ရှင်အညူကိုထိခိုက်အောင်လုပ်တတ်သေးတာဒါပေမဲ့လည်းဟိုအညူကအမေနေမကောင်းလို့ဆိုပြီးတော့သူနားလည်းပြေးပါလေ ဟုတ်ရဲ့လားကိုရဲ့အမေကအဲ့လိုလူစားမျိုးမဟုတ်ဘူးဆိုတာထားသိဆုံးအမေကဘယ်တော့သူများထိခိုက်အောင်လုပ်ဖို့လို့လဲကိုလည်းအမေကိုညှိုးနေပဲပြင်မထားပါနဲ့